အားလုံးပဲမင်္ဂလာပါဒီနေ့ကလည်းပဲကျွန်တော်က what do we အကြောင်းကိုပဲထပ်ပြောပြပေးမယ်အဲဒီနေ့ဗီဒီယိုကတော့နည်းနည်းလေးတစ်မျိုးတော့ဖြစ်သွားမှာနော်ရှေ့သွားပြီးတော့နောက်ပြန်ဆုပ်ပြီးတော့နည်းနည်းတော့ဖြစ်သွားမှာဒါပေမဲ့ကျွန်တော်အစိတ်မကြောချင်လို့ဒီကလေးကိုပြန်ပြောပြပေးတာဖြစ်ပါတယ်ဒီနေ့ပြောပြပေးမှာကတော့အဓိကဘာလဲပဲဆိုတော့ what do we အကြောင်းပဲဖြစ်ပါတယ် what do we ပဲဒါပေမဲ့ကျွန်တော် what do we လို့ပြောတဲ့အခါဒီနေ့ကျတော့ what do we ကို subject တွေနဲ့ဘယ်လိုတွဲလဲဆိုတဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်။ဥပမာနဲ့ subject နေရာမှာရှိတဲ့စကားလုံးတွေနဲ့ကျွန်တော် what do we မှာရှိတဲ့စကားလုံးတွေဘယ်စကားလုံးတွေနဲ့ဘယ်လိုတွဲရတယ်ဆိုတဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော် what do we စကားလုံးတွေကိုပြန်ပြီးတော့ remind ပြန်လုပ်ကြည့်အောင်။ဒါရော am is are ဒါကတော့ဗာလဲ one ပြီးတော့မှ was where ဒါတော့ဗာလဲကျွန်တော် what do ဖြစ်ပါတယ် what do မှာဆိုရင် am is are was where ဒီလိုမျိုးတွေရှိရပါတော့အဲ့မှာဆိုရင်ကျွန်တော် am is are was where အဲ့ဆိုရင်ကျွန်တော်ဒီစကားလုံးတွေကိုကျွန်တော်ကနှစ်ပိုင်းပြန်ပန်းလို့ရဘာဝင်မှာဆိုရင်ဒီ am ရဲ့ is ရဲ့ကအနည်းပေါ့ are ကအများအဲ့လိုသတ်မှတ်လို့ရတယ်ဒီမှာဆိုတော့ was where က what do မှာဆို was where ကအနည်းဝယ်ကအများအဲ့လိုသတ်မှတ်လို့ရပါတယ်နော်ဥပမာဆိုရင်ကျွန်တော်တို့အရင်ဆုံးဒီ what do we ကိုကျွန်တော်တို့ subject pronoun တွေနဲ့ဘယ်လိုတွဲလဲဆိုတော့ပြောလို့ subject pronoun တော့အားလုံးသိပါပါကျွန်တော်မသိရင်လည်းကျွန်တော်အရင်ဗီဒီယိုတွေပြောတာရှိတယ်အဲ့မှာတော့ကြည့်ပါနော် subject pronoun ပါလေ I we you he ဒီပါလေ she they it ဒီစကားလုံးတွေကုန်တော့ပါတယ်ကျွန်တော် subject pronoun တွေဖြစ်ပါတယ်အဲ့မှာအဲ့ subject pronoun တွေကိုကျွန်တော်တို့က what do we နဲ့တွဲမယ်ဆိုရင် I ဆိုရင်ကြတော့ကျွန်တော်တို့အမြဲတမ်း what do we မှာသူနဲ့အမြဲတမ်းပဲတွဲနေတဲ့စကားလုံးရှိတယ် I ဆိုလာပြီးတော့လည်း I am ဘယ်သူအဲ့လိုမျိုးကျွန်တော်တို့က I နဲ့ am နဲ့ခွဲလို့မရဘူးအမြဲတမ်းတွဲဒါဘာဝန်းအနေနဲ့ပေါ့နော်တုံးတာကဲဆို we ဆိုတာကကျွန်တော်တို့ဖြစ်နေတဲ့အများဖြစ်နေတဲ့အကျွန်တော်ကဒီမှာအနည်းနဲ့အများနဲ့ညခွဲပေးတာအဲဆိုအများဆိုပါလေokay နောက်တစ်ခုက you you ဆိုလဲအဲ့လိုပဲ you ဆိုရင်တော့ကျွန်တော်တို့သင်မင်းဒါအနည်းလို့တော့သတ်မှတ်လို့ရမယ်လို့ထင်တယ်ဆိုပေမဲ့ဒါပေမဲ့ you ကလည်းသူနဲ့အများနဲ့တွဲနေရရှိတယ်ဗာလဲဆိုတော့you ဆိုလဲဗာနဲ့တွဲလဲအားနဲ့တွဲဒီတစ်ကောင်ကကျွန်တော်တို့ကအများနဲ့တွဲနေတယ်ကြာသူကတော့ဘယ်လိုပြောရမလဲကျွန်တော်ခုနပြောတဲ့ဟိုစီးမြင်းတွေပုံစံမျိုးနေတယ်အနည်းတွေအများတွေနဲ့ဟိုသတ်မှတ်ထားတဲ့ဟာတဲ့နည်းနည်းတော့တစ်မျိုးလေးဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီကောင် I ဆိုရင် am နဲ့တွဲတယ် you ဆိုရင်ဗာလဲ are နဲ့တွဲတယ်ဒါအများနဲ့မှတ်ထားကဲ he ကတော့ကျွန်တော်သူဆိုတော့ကျွန်တော်တို့ဗာလဲနေပြီးတော့ဒီပိုင်းတွဲတယ် is okay she ဆိုတော့ကျွန်တော်တို့ကသူမဒီလို့ပြောအဲဆိုကျွန်တော် is နေဖြစ်တဲ့အတွက် is နေပဲတွေ့ပါတယ် they ရတယ်ကျွန်တော် they ကကြတော့သူတို့ဒီဒီဟာဆိုအများဖြစ်သွားတယ်အဲဆိုကျွန်တော်က are နဲ့တွေ့တယ်ကဲ it ကတော့ကျွန်တော်၎င်းထိုရအဓိကပစ္စည်းတွေလိမ့်ဆန်တွေကိုပြောတဲ့ခါမှာတော့အဲဆို it ကတော့ကျွန်တော်ဗာလဲအမိုးလေဝသရာသီဥပမာပြောချင်တယ် it ကိုတောင်းတယ်အဲဆိုကျွန်တော် it ကိုအဲ့တော့လေ is ဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ what do we မှာဆိုကျွန်တော်ဒီကဒါကဘာလဲဆိုတော့ subject pronoun တွေဟုတ်လား subject pronoun ဆိုတာ subject နေရာမှာအများကြီးရှိတဲ့ pronoun တွေဒီ pronoun တွေနဲ့ကျွန်တော်ကဒါတွဲတယ် what do we ဖြစ်ပါတယ်အဲ့တော့ I ဆိုရင် am နဲ့တွဲတယ် we ဆိုရင် are နဲ့တွဲတယ် you ဆိုရင် are နဲ့တွဲတယ် he ဆိုရင် is နဲ့တွဲတယ် she ဆိုရင် is နဲ့တွဲတယ် they ဆိုရင် are နဲ့တွဲတယ် it ဆိုရင် is နဲ့တွဲတယ်ဒါကတော့ကျွန်တော် bow 1အခြေအနေမှာသုံးခြင်းဖြစ်ပါတယ်